ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေမဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမိန့်ကြားတော်မူခဲ့တဲ့အနန္တရေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ1942ခုနှစ်ဇူလိုင်လ10ရက်အင်္ဂါနေ့မှာဖွားမြင်တော်မူခဲ့ပြီးတော့2024ခုနှစ်ဧပြီလ30ရက်အင်္ဂါနေ့မှာပြန်လွန်တော်မူခဲ့ပါတယ်။ပြန်လွန်တော်မူချိန်မှာသက်တော်83နှစ်ရှိပြီဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံဗုဒ္ဓသာသနာတော်မှာအကျင့်ပฏิပတ်နဲ့နာမည်ကြီးတဲ့ဘုံကံကြီးတဲ့သက်တော်ရှိဆရာတော်ဘုရားကြီးတစ်ပါးလည်းဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆိုရင်မြန်မာနိုင်ငံမှာမသိသူမရှိသလောက်ပါပဲ။အခုမိတ်ဆွေများအတွက်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပေးခဲ့တဲ့အနန္တရေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးငယ်စဉ်အခါကအသက်40ဝန်းကျင်လောက်တုန်းကသမထကိုအလွန်ပြင်းထန်တဲ့ဒုတင်တွေနဲ့လုံလကြီးစွာအားထုတ်တော်မူခဲ့ပါတယ်။နေသစ္စည်းကဒုတင်နဲ့အင်ပဒံမချိုးချံချွေတာတဲ့ဒုတင်အကျင့်တွေနဲ့အားထုတ်ကျင့်ကြံရမှာအနေအစားအိတ်တွေမမှန်တော့ဘဲနဲ့တနေ့တခြားကျမ်းမာရေးချိုယွင်းလာပါတော့တယ်။နောက်ဆုံးမှာတော့သွေးဝမ်းတွေပါလာပြီးလူကမျက်မျက်ပဲကြံပါတော့တယ်။တညမှာတော့အိတ်နေနဲ့ထူးဆန်းတဲ့အိမ်မက်တစ်ခုမြင်မဲ့တော်မူပါတယ်။အိမ်မက်ထဲမှာဆရာတော်လောင်းကိုနေပြောင်းခိုင်းတာပါ။အောက်မြန်မာပြည်ကနေထက်မြန်မာပြည်ဘက်ကိုပြောင်းပြီးတော့တရားကျင့်ဖို့ပြောတာဖြစ်ပါတယ်။ဒါနဲ့ဆရာတော်လည်းနေပြောင်းတော်မူခဲ့ပါတယ်။ထက်မြန်မာပြည်ကိုခီးသွားရင်းနဲ့မြေလက်ဒေသမုံတိုင်းဆယ်နားမှာခီးတစ်ထောင်နားနေတော့ရုပ်ရည်တန်းပြန့်ပြီးတော့ဥပရိယုတ်ကောင်းကောင်းနဲ့ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာပါတယ်။ဆရာတော်ကိုရှိခိုးဥချပြီးတော့လျှောက်ထားပါတယ်။အဲ့ဒီပုဂ္ဂိုလ်လျှောက်ထားတာကိုအချင်းချင်းပြီးပြောရမယ်ဆိုရင်အရှင်ဖေဟာမြေတို့မြည်သည့်ရေနဲ့မကင်းကောင်းပါဗျာ။အရှင်ဖျားရဲ့ခန္ဓာကိုယ်မှာလည်းပဲမြေတက်20နဲ့တိဆောက်ထားတဲ့အတွက်ကြောင့်ရေကိုများများတောက်သုံးပေးဖို့လိုနေပါတယ်ဗျာ။ရေတောင်နည်းကိုလည်းပဲတပိတော့ပေးပြစေဗျာ။ရေကိုပထမတစ်ကြိုက်တောက်မယ်ဆိုရင်ဗုဒ္ဓဂုဏောအနန္တောလို့ရွတ်ဆိုပြီးမျိုးချပါစိတ်ကဖျားကုံတော်ကိုရည်မှန်းတော်မူပါဗျာရေကိုဒုတိယတစ်ကြိုက်တောက်မယ်ဆိုရင်ဓမ္မဂုဏောအနန္တောလို့ရွတ်ပြီးတော့ရေကိုမျိုးချတော်မူပါဗျာစိတ်ထဲကနေတရားကုံတော်ကိုရည်မှန်းတော်မူပါဗျာရေကိုတတိယတစ်ကြိုက်တောက်မယ်ဆိုရင်တန်ခဂုဏောအနန္တောလို့ရွတ်ဆိုပြီးတော့မျိုးချတော်မူပါဗျာစိတ်ထဲကနေလည်းတန်ခဂုဏတော်ကိုရည်မှန်းတော်မူပါဗျာစတုထတစ်ကြိုက်တောက်မယ်ဆိုရင်မာတာပိတုဂုဏောအနန္တောလို့ရွတ်ဆိုပြီးမှရေကိုမျိုးချတော်မူပါဗျာစိတ်ထဲကနေအမိဖမျက်နာအမေဖေတို့ရဲ့ဂုဏ်ကျေးဇူးကိုရည်မှန်းတော်မူပါဗျာနောက်ဆုံးပြစ္စမတစ်ကြိုက်တောက်မယ်ဆိုရင်အာစရိယဂုဏောအနန္တောလို့ရွတ်ဆိုပြီးတော့မျိုးချတော်မူပါဗျာစိတ်ထဲကနေမိမိကိုအကျိုးများစေခဲ့တဲ့ဆရာသမားရဲ့မျက်နှာကိုရည်မှန်းတော်မူပါဗျာဒီလိုနည်းနဲ့တက်နိုင်သလောက်နေ့စဉ်ရေတောက်ပေးမယ်ဆိုရင်အနန္တရေဖြစ်ပါတယ်ဗျာဒီလိုသာဆွဆွမြဲမြဲတောက်ပေးသွားမယ်ဆိုရင်ဆေးဝါးတွေမလိုပဲနဲ့ရှေးကပုံကိုယ်တွေလိုပဲအည်အသွေးအလိုလိုပြည့်မီလာပါလိမ့်မယ်ဗျာလို့ရှောက်ထားပြီးတော့မဟာဗောဓိမြိုင်ဆရာတော်ဘုရားအလောင်းလျာကိုရှိခိုးဥချပြီးတော့မှထွက်သွားပါတယ်အထက်မြန်မာပြည်ရောက်သွားတဲ့အခါမှာဆရာတော်ဘုရားဟာအဲ့ဒီနေ့အတိုင်းပဲအနန္တရေကိုစတောက်ပါတယ်ရေတောက်လို့9ရက်ပြည့်မြောက်တဲ့နေ့မှာပဲ9နှစ်တာခံစားခဲ့ရတဲ့တကိုယ်လုံးမှာရှိတဲ့ယောဂဝရဏတွေဟာယူပြစ်တယ်လို့ပဲပျောက်ကင်းသွားပါတယ်ဒီလိုနဲ့တရားအထုတ်လာခဲ့လိုက်တာဟာဆရာတော်ဘုရားကြီးဟာဆိုရင်နောက်အခါမှာမြန်မာနိုင်ငံဗုဒ္ဓသာသနာတော်မှာမဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့လို့နာမည်တစ်လုံးနဲ့ယဟန္တာတဆူလို့တောင်မှပဲသတ်မှတ်ခံရတဲ့ဆရာတော်ဘုရားကြီးဖြစ်လာပါတော့တယ်အနန္တရေဟာအင်ပဒံမအစွမ်းကြီးအစွမ်းထက်ပါတယ်ဘာကြောင့်လဲဆိုရင်လောကမှာဖရာတရားတန်ခါမိဘဆရာသမားတွေရဲ့ဂုဏ်ကျေးဇူးနဲ့မေတ္တာကရုဏာတွေဟာအတိုင်းအဆမရှိမရေမတွက်နိုင်လောက်အောင်ကြီးကျယ်မြင့်မားလာပါတယ်ပင်ကိုယ်အားဖြင့်လည်းပဲရေဟာလူသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်လို့ဖရာတရားတန်ခါမိဘဆရာသမားများရဲ့ရေတွက်လို့များနိုင်လောက်တဲ့အနန္တဂုဏ်ကျေးဇူးတွေကိုအောက်မေ့ပြီးတော့တောက်တဲ့ရေဖြစ်လို့အင်မတန်မှအစွမ်းထက်တဲ့ဆေးတစ်ခွက်ဖြစ်သွားပြီးတော့မိမိကိုကောင်းကျိုးတွေပြုပေးပါတယ်အဲ့ဒါလို့ရွတ်ပြီးတော့တောက်တာကြာလေထုံလာလေအစွမ်းကြီးလေအကျိုးပေးလေဖြစ်ပါတယ်မိမိကိုယ်တိုင်ကသီလသာလုံးမယ်ဆိုရင်အနန္တရေကိုနေ့စဉ်တောက်သုံးမယ်ဆိုရင်ကျမ်းမာစေရုံမကဘဲနဲ့ဘေးရန်အန္တရာယ်လည်းကင်းစေပါတယ်ဘုံကံတွေလည်းကြီးမားလာစေပါတယ်ဒါဟာမိတ်ဆွေတို့တစ်သက်လုံးတောက်သုံးသွားရမယ်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပေးခဲ့တဲ့အနန္တရေပဲဖြစ်ပါတယ်ဆရာတော်ကြီးပေးခဲ့တဲ့နေ့ကအင်ပဒံမရိုးရှင်းလွယ်ကူပါတယ်ဆွဆွမြဲမြဲပြုလုပ်သွားမယ်ဆိုရင်သက်ရှိကျမ်းမှာဘေးရန်ကွာပြီးဘုံကံကြီးမားခြင်းစတဲ့ကောင်းကျိုးများစွာကိုရရှိမှာမလွဲဧကံမဟုတ်ချပါပဲခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမိန့်ကြားတော်မူခဲ့တဲ့ပေးတော်မူခဲ့တဲ့
အနန္တရေတောက်သုံးနည်းအကြောင်းပဲဖြစ်ပါတယ်အခုလိုအားပေးကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ